နန်းထရိုးတွေလက်မောင်ကစားလို့ရှိရင်လက်မောင်ကြီးမှာကြောက်တဲ့လူအတွက်အခုပြထားလေးချိန်ငယ်လုပ်ပြီးလို့ရပါတယ်နော်ဒီနေရာမှာနန်းထကအလေးကို 2kg သုံးထားပြီးတော့လုပ်ပြပေးထားတယ်အချိန်နဲ့ကြော်ရီကတော့ကိုက10ချိန်ဒါမှမဟုတ်ရှင်12ချိန်15ချိန်တိုတယ်3 round 4 round ကစားပြီးလို့ရပါတယ်နော်သူ့ရဲ့ကစားပုံစံကအောက်ကနေပေါ်ကို front raise lateral raise ကိုအောက်ကနေပေါ်ကို10ချိန်ဆွဲထားပြီးမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ lateral raise ကိုပဲအရှိကိုလာထားပြီးတော့10ချိန်ဝင်ထားပြီးမယ်ဒီနေရာမှာနန်းထက mat တက်ရက်ပြီးတော့မသွားဘဲနဲ့ဒူးထောက်ပြီးတော့ဝင်ထားပေးထားတယ်နော်အောက်ကနေအပေါ်ကိုဝင်ထားတာကဥပမာ10ချိန်နန်းထကဒီမှာပြမိတာဆိုတော့9ချိန်မြန်ဝင်ထားပေးထားတယ်ပြီးသွားပြီဆိုတာနဲ့နန်းထတို့အပေါ်ကိုဆွဲတင်ထားပြီးတော့ဒီရဲ့လက်ကိုအရှိဘက်ကိုပြန်လာထားပြီးတော့အောက်ကိုပြန်ချထားပြီးမယ်သူကတော့ဒီရဲ့လက်မောင်းရဲ့ပခုံးရဲ့ဂျိုင်းကစီကိုကြားစီပါတယ်နော်ဒုတိယတစ်ခုကနန်းထတို့6ကိုပခုံးကျဲကားထားပြီးတော့ back flying ကိုဝင်ထားပြီးမယ်ဘိုက်ကိုဆွဲညစ်ထားအရှိကိုကန်ချထားပြီးမယ် back flying ကို10ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့အနောက်တစ်ချက်ပြီးတစ်ချက်ကိုပြန်ဝင်ထားပြီးမယ်သူ့ကိုလည်း10ချိန်ဝင်ထားပြီးမယ်10ချိန်ဆိုပေမဲ့တကယ်လို့ကိုကအလီအသေးနဲ့ဝင်နေဆိုလို့ရှိရင်တော့15လောက်တော့ဝင်ထားပြီးလို့ရပါတယ်နော်ဒီဟာပြီးသွားပြီဆိုတာနဲ့နန်းထတို့တစ်ခါတည်း tricep kick back ကိုဝင်ထားပြီးမယ်တထောင်ကွေးမယ်ပြန်ဆန့်ထားပြီးမယ်ဒီရဲ့လေးစင်ကန်3မျိုးကနန်းထတို့ဒီရဲ့နောက်ကျောရဲ့လက်မောင်နောက်ရဲ့ရှိရဲ့မာစေတွေကို focus ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နာမှာအစီများနေတဲ့လူတွေတေးပြီးချစ်ချင်တဲ့လူတွေဆိုလို့ရှိရင်တော့အခုပြထားလေးချင်းကန်ကိုလုပ်ပြီးလို့ရပါတယ်နော်တတိယ group အနေနဲ့ကနန်းထက white lateral ကိုဝင်ထားပေးထားတယ်ရှူသွဲမယ်အရှိကိုကန်ချထားပြီးမယ်ရှူထုတ်မယ်ပုံကိုဆွဲတင်ထားပြီးမယ်ဒီမှာဇောနာကအကျိန်နဲ့အကြော့ရည်နဲ့အလေးတွေရနန်းထအရှိမှပြောထားတဲ့အတိုင်းကပဲကစားပြီးလို့ရပါတယ်နော်ပြီးသွားပြီဆိုတာနဲ့နန်းတို့ bicep curve ရဲ့ white lateral ရဲ့တွေ့ရဝင်ထားပြီးမယ် bicep curve ကလက်မောင်ရှိ white lateral ကဒီရဲ့နောက်ကျောတွေရဲ့ပခုံးတွေရဲ့ဂျိုင်းကားစီတွေကိုတခါတည်း focus ထားပြီးတော့ဝင်ထားပြီးပါတယ်နော်ပြီးသွားပြီဆိုလို့ရှိရင်တော့နန်းတို့လက်ကိုအရှိကိုစမ်းထုတ်ထားပြီးမယ်ဒီရဲ့လေးကျင်ငယ်တွေကနန်းတို့လက်မောင်ကိုမကြီးပဲနဲ့တေးသေးချစ်ချစ်လေးဖြစ်စင်တဲ့လူတွေအတွက်အခုပြထားလေးကျင်ငယ်ကိုလုပ်ပြီးလို့ရပါတယ်နော်တေချာလေးတင်တဲ့တက်ရှင်တယ်ဆိုလို့ရှိရင်တော့နန်းတို့ page message ကနေပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်